အားလုံးပဲမင်္ဂလာပါ risk management ဆိုတာဘာလဲဘာကြောင့်လိုရလဲကျွန်တော် risk management မရှိလို့ရှိရင်ကျွန်တော် trading လောကမှာကျွန်တော်ကြားနေရတယ်သိန်း100ရှုံးတယ်သိန်း900ရှုံးတယ်ကျွန်တော်သိန်း1000လေးရှုံးတယ်ဆိုတော့အဲ့ဒါကြီးပါတော့ကျွန်တော် risk management မရှိလို့ကျွန်တော်တိကျအသုံးမချလို့ကျွန်တော်ရှုံးတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်အဲ့လိုကြီးပတ်စံအများကြီးကျွန်တော်ဆုံးရှုံးအများကြီးမဖြစ်အောင်ကျွန်တော်ဘယ်လိုရှောင်းတူတူလေးပြောရမယ်ဆိုရင်ကျွန်တော် stop လောက်ထားပါဗျာတရားပြောရမယ်ဆိုရင်တော့ကို့မှာရှိတဲ့ကို့အရင်းနှီးငွေပမာဏတစ်ခုရဲ့နော်ကျွန်တော်ဘယ်လောက်ရင်းမလဲဆိုတာကျွန်တော်တရားတွက်ရမယ်ကျွန်တော်ဒေါ်လာ100ရှိရဆိုရင်ကျွန်တော်မှာ20ရင်းမယ်ကျွန်တော်60မြတ်ယူမယ်โอเคစားဒါဆိုရင်ကျွန်တော်တစ်စရင်းနဲ့3စမြတ်ယူမယ်ဥမာ ratio နဲ့ပြောမယ်ဆိုရင်ကျွန်တော်12ရှိမယ်13ရှိမယ်140ပါရှိတယ်ဆိုတော့ risk management အသုံးမပြုဘဲနဲ့ကျွန်တော်အရောင်းဝယ်လှုပ်ထားမိခဲ့မှာဆိုရင်ကိုတတိမထားမိရဲ့အချိန်ဒီမှာကျွန်တော်ဆိုရွာ market ကိုဖြစ်စေနိုင်တဲ့သတင်းတွေကြောင့်ကျွန်တော်ပတ်စံတွေအများကြီးလဲရသလိုပတ်စံတွေအကုန်လုံးလဲဆုံးရှုံးသွားနိုင်တဲ့အနေအထားဖြစ်စေတယ်ဆိုတော့သတင်းတွေကဘာလဲဆိုတာနောက်ဗီဒီယိုမှာရှင်းပြပေးမယ်